ဂျပန်မှာဘလောက်ပဲချမ်းသာအိမ်အကူလုံးဝမငါကြတဲ့လျှို့ဝှက်ချက်ဂျပန်လူမျိုးတွေရဲ့နေ့စဉ်လူနေမှုဘဝကိုသတိပြုမိတဲ့အခါအံ့ဩရဆုံးထူးဆန်းတဲ့အချက်တစ်ခုရှိပါတယ်။အဲဒါကတော့ဂျပန်နိုင်ငံမှာဘလောက်ပဲပတ်စံချမ်းသာတဲ့အထက်တန်းလွှာမိသားစုဖြစ်ဖြစ်အိမ်အောင်ရှင်မတွေဘလောက်ပဲအလုပ်ရှုပ်အိမ်ကူဆိုတာမျိုးလုံးဝငှားရမ်းလိမ့်မရှိခြင်းပဲဖြစ်ပါတယ်။မြန်မာပြည်မှာတော့လူလက်တန်းစားဓမ္မမဟုတ်စီးပွားရေးပြည်လဲတဲ့အိမ်အောင်စုတွေမှာအိမ်လောက်ကူလုပ်ပေးမဲ့သူငှားရမ်းတာကတာမန်အလေးအထက်တစ်ခုလိုဖြစ်နေပေမဲ့ဂျပန်မှာကတော့တတိကြီးတွေကအစအိမ်လောက်မှန်သမျှကိုဘာလို့ကိုယ်တိုင်တိုင်ခံလုပ်နေကြတာလဲဆိုတာစိတ်ဝင်စားစရာနောက်ခံအကြောင်းရင်းတွေအများကြီးရှိနေပါတယ်။ပထမဆုံးအဓိကအချက်ကတော့သူတော်ဘာကိုကိုယ်အိမ်တွင်းရတဲ့အဝန်မခံခြင်းနဲ့အလွန်ပြင်းပြတဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်ကြောင့်ဖြစ်ပါတယ်။ဂျပန်လူမျိုးတွေဟာကိုယ့်ရဲ့ကိုယ်ပိုင်နယ်မြေနဲ့မိသားစုလုံခြုံမှုကိုအသက်ထက်တမိုးထားကြတဲ့သူတွေပါ။အိမ်ဆိုတာသူတို့အတွက်အပြင်ကစိတ်ဖိစီးမှုတွေအားလုံးကိုလွှတ်ချပြီးတော့လွတ်လပ်အနားယူရမယ်။တခုတည်းသောနေရာဖြစ်လို့ကိုယ်နဲ့သွေးသားမတော်ဆက်တဲ့ဒဇိန်တယောက်ကကိုယ့်အိမ်ထဲမှာရှောက်သွားနေတာကိုယ့်ဖြစ်စည်းတွေလိုက်ကင်တွယ်တာမျိုးကိုအလွန်စိတ်အနှောက်အယှက်ဖြစ်ကြပါတယ်။အိမ်တွေလျှို့ဝှက်ချက်တွေအပြင်ပေါက်ကုန်မယ်ဆိုတဲ့စိုးရိမ်စိတ်လည်းရှိကြတဲ့အတွက်အိမ်ကိုငှားမဲ့အစားအလုပ်တွေပုံနေပါစေကိုယ်တိုင်လည်းစိတ်အေးလှိမ်လုပ်ဖို့အတွက်ရွေးချယ်ကြပါတယ်။ဒုတိယအချက်ကတော့ကိုအားကိုချင်းဆိုတဲ့ငစဉ်ကလေးကသွေးတဲ့သားတဲ့အထိတင်ယူခင်ရတဲ့လူမှုရေးအတွေ့အခေါ်ကြောင့်ဖြစ်ပါတယ်။ဂျပန်မှာကမူလာတဲ့ကျောင်းသားဘဝကလေးကကျောင်းမှာတန်ရှင်းဝန်ထမ်းမထားပဲကျောင်းသားတွေကိုယ်တိုင်အင်သာစီတာကြံတိုက်တာချမင်းခုခက်ကြွေးတာတွေကိုတာဝန်ခွဲပြီးတော့လှုပ်ဆောင်ကြရပါတယ်။ဒါကြောင့်ကိုအမိုက်ကိုတင်ရမယ်။ကိုအိမ်ကိုတန်ရှင်းလုပ်ရမယ်ဆိုတာသူတို့တော့သူတို့ဘာကိုခိုင်းစရာမလိုပဲမဖြစ်မနေလုပ်ရမယ်တာဝန်တစ်ခုလို့စွဲမြဲနေတာဖြစ်ပါတယ်။အိမ်လောက်ကိုသူများခိုင်းတာကပြင်းရရောက်ပြီးတော့လူမှုပတ်ဝန်းကျင်မှာအထင်သေးခံရနိုင်တယ်လို့ပါယူဆထားကြသေးပါတယ်။တတိယအချက်အနေနဲ့ဆိုရင်တော့အလွန်များပြားလာတဲ့လောက်အားခကုန်ကြစီနဲ့ဤပညာတိုးတက်မှုကြောင့်လည်းပါဝင်ပါတယ်။ဂျပန်နိုင်ငံမှာလူတယောက်ရဲ့လောက်အားခကကမ္ဘာမှာအမြင့်မားဆုံးစင်းနဲ့ပါဝင်တာမို့အိမ်ကိုတယောက်ကိုလခပေးပြီးတော့အမြဲတမ်းခန့်ထားဖို့ဆိုတာတာမန်တထေးလောင်းနဲ့တင်မတက်နိုင်ပါဘူး။ဒါပေမဲ့ဒီပြဿနာကိုသူတို့ရဲ့ခင်မီအိမ်သုံးလျှက်စစ်ပစ္စည်းတွေကအကောင်းဆုံးအစားထိုးဖြည့်ရှင်းပေးထားပါတယ်။အလိုလောက်ကြမ်းတိုက်ပေးတဲ့စက်ရုပ်ဖုံစုပ်ဆက်အဝတ်တွေကိုရှုံရုံတည်းမကပဲတခါတည်း၆တွေ့စေတဲ့အစစ်မြင့်အဝတ်လျှော်ဆက်ပကံစီဆက်နဲ့အသင့်အစားအစာတွေကအလွန်ကိုခင်မိပြီးတော့စုံလင်လာတာမို့လူအင်အားတီးတန့်သုံးဆွဲဖို့မလိုအပ်တော့ပါဘူးဒါပြင်အခုနောက်ပိုင်းခေတ်သစ်ဂျပန်လူအဖွဲ့အစည်းမှာဇနီးမောင်နဲ့နှစ်ယောက်စလုံးအလုပ်ထွက်လုပ်ကြတဲ့မိသားစုတွေများပြားလာတဲ့အတွက်အိမ်အလုပ်အတွက်အချိန်မပေးနိုင်တော့ဘူးဆိုရင်အိမ်ထဲမှာလာနေတဲ့အိမ်ကူမျိုးမဟုတ်ပဲတပတ်မှာတစ်ကြိမ်နှစ်ကြိမ်လောက်သာလာပြီးတော့အချိန်ပိုင်းတန်ရှင်းလုပ်ပေးရတဲ့အိမ်နှုံဝန်ဆောင်မှုလုပ်ငန်းတွေကိုသာကုမ္ပဏီတွေကနေတဆင့်စနစ်တကျအသုံးပြုလာကြပါတယ်။ဒါပေမဲ့ဒီလိုဝန်ဆောင်မှုမျိုးကိုသုံးရင်တောင်မှအိမ်ရှင်တွေကအိမ်နှွေးပစ္စည်းတွေပျောက်ဆုံးသွားတာမျိုးမရှိအောင်ကုမ္ပဏီဘက်ကလည်းပြဿနာမတက်အောင်ကင်မရာတွေတက်ဆင်ပြီးတော့စားချုပ်စာတန်းတွေနဲ့စနစ်တကျလှုပ်ဆောင်ကြရတာမို့အလွယ်တကူယုံကြည်စိတ်ချပြီးတော့ငှားရမ်းတာမျိုးမဟုတ်ကြောင်းသတိပြုရပါမယ်။ဒါကြောင့်မလို့ဂျပန်မှာနေထိုင်တဲ့အခါကိုယ့်လူကိုတာဝန်ယူတတ်တဲ့သူတို့ရဲ့စိတ်ဓာတ်ကိုအတူယူပြီးတော့မိမိတို့တွေအနေနဲ့လည်းဂျပန်ကိုရောက်တဲ့အခါကိုယ့်အခန်းကိုယ့်ပတ်ဝန်းကျင်တန့်ရှင်းရေးကအစကိုယ်တိုင်ပဲစနစ်တကျနဲ့စီကံရှိရှိလောက်ကင်နေထိုင်သွားကြဖို့အတွက်အလေးအနက်မျှဝေတိုက်တွန်းလိုက်ရပါတယ်ရှင်။